အားလုံးပဲမင်္ဂလာပါ HKKDM ထုံးနေကနေကြိုဆိုပါရစေကျွန်တော်ဒီကောက်ပြမဲ့ power station DC power station အသေးလေးကတော့ခက်ကြစ်ကြစ်လေးနေပါဗျာအိမ်ကောင်ကတော့ဒီ DC station ထဲမှာတော့ကျွန်တော်တွေ့ဘူးထဲမှာသေးလို့လားတော့မသိဘူးတန်သားလဲထူတယ်တော်တော်လေးကိုမှတောင့်တင်းခိုင်တယ်စိတ်ပိုင်ဖိန်မှာခုထိုင်လို့ရသေးဒီကောင်တော်တော်လေးကိုမာတယ်ခင်ဗျာဟုတ်သူကတခုဘာလေးတခြားနေနဲ့မတူရလဲဆို speed controller လေးပါလာတယ်သူ့မှာကြောက်လေ speed controller လေးပါလာတယ်ကွတ်ချက်တစ်ပေါက်ပါမယ် DC 3ပေါက်ပါမယ် DC 3ပေါက်ကကြတော့လင်းအားကိုလိုချင်သလိုအရှော့တင်လုပ်လို့ရတယ်ကျွန်တော်ခလုတ်ဖွင့်လိုက်ဖွင့်ပြီးတော့မှလင်းအားကိုမှဒီပုံမှာကျွန်တော်မီးထွန်းတာနော်လင်းအားကိုမှကိုလိုသလိုအရှော့တင်လုပ်လို့ရတယ်အားကုန်မှစိုးရင်လည်းဆိုရင်ရင်းကြီးမထွန်းရင်လည်းရတယ်အဲ့လိုပုံစံမျိုးပေါ့ရပါပဲလိုသလိုဒီလေးကိုဒီလိုဒိုးရှော့လုပ်လို့ရတယ်နော်ဟုတ်ကဲ့နောက်ဒါလေးတွေလည်းရှိပါတယ်ကျွန်တော်နောက်မှာကျတော့ EBC နဲ့အားသွင်းမယ်ဆိုရင်ကျွန်တော်ဒီလိုသူ့ရဲ့ adapter လေးချာချာလေးနဲ့ပေါ့ adapter မဟုတ်ချာချာလေးနဲ့အားသွင်းလို့ရတယ်ဆိုလာနဲ့သွင်းမယ်ဆိုလဲဆိုလာကိုပါပြီးသားဒါပေမဲ့ဆိုလာကွန်ထရိုလာတော့မပါသေးဘူးကွန်ထရိုလာတော့လိုချင်တော့ဟောတက်ပေးတယ်ခင်ဗျာဟုတ်ကဲ့ဆိုလာကွန်ထရိုလာတော့အတွင်းမှာကတော့မရနိုင်ဘူးအတွင်းမှာတော့မရနိုင်ဘူးစင် 15A လောက်စင်တော့ရမှာပေါ့နော်ဒါ20A စင်ထားတာကြောင့်ပေါ့နော်ကွန်ထရိုလာကတော့ဘေးမှာကတ်လို့ရတယ်အေးသေးတယ်ဆိုရင်အတွင်းမှာဆင်ပေးလို့ရတယ်ဆိုလာအားသွင်း EPC အားသွင်းနှစ်မျိုးလုံးရတယ်ခင်ဗျာဟုတ်ကဲ့ဒါလေးတွေမှာယူခြင်းလဲဆိုရင်လည်းမှာယူလို့ရတယ်ဒီဇိုင်းစမ်းစမ်းလေးပေါ့နောက်ဒီဇိုင်းတွေလည်းကျွန်တော်ပြောပြပေးသွားမယ်ခင်ဗျာဟုတ်ကဲ့မှာယူမယ်ဆိုရင်691965ပိုက်ပါမှာဈေးနှုန်းမင်းမြန်ပြီးတော့မှမှာလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အများနဲ့လည်းအများဈေးနဲ့လည်းမှာယူလို့ရတယ်ခင်ဗျာတစ်လုံးနဲ့ဆိုရင်တော့ဈေးနည်းနည်းလေးတော့ပိုတာပေါ့ဟုတ်ကဲ့ဗျအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပြောကြတော့ပုံမှာကျွန်တော်လက်ကင်လေးပါတယ်နော်လက်ကင်လေးကိုဒီလို plastic ပြုတ်လေးဖြစ်မယ်ဒါမျိုးလေးလည်းဖြစ်မယ်ပေါ့ဟုတ်ကဲ့လက်ကင်ဒီကောင်လေးကတော့သူ့ site တော့မတော်ဘူးခင်ဗျနောက်မှာအပေါက်လေးနည်းနည်းဟိုလုံးနေလွဲနေလို့အားကြောင့်မို့တပေါက်ဖောက်ပြီးတော့မှဒီလိုအမာလေးနဲ့ရကျင်တယ်ဆိုရင်လည်းရရင်တော့ဟုတ်ကဲ့ရရင်မကြည့်ဘူးအသေးသေးကြည့်ကြည့်လေးပဲသူက site လေးဒီလိုလေးပါခင်ဗျဟုတ်ကဲ့လက်ကမှယူခြင်းပဲဆိုရင်လည်း site ဖွင့်မဲ့သူတွေအတွက်ကိုမှဈေးဆင်ပြေအောင်လုပ်ပေးပါတယ်ပုံမှန်တစ်လုံးချင်းရောင်းစည်းတဲ့ကိုအတော်လေးကိုတက်တာပါမယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်